ကန်လဲပြောင်းကြောင်ချိုးတဲ့ဘွားနဲ့လူမတိသူမတိဖြစ်နေရကနေနာမည်ကြီးလာခဲ့တဲ့ဆယ်လီတုံးကိုလန်ထန်းလာတာကိုသာမြင်ရတယ်ကန်ထန်းလာတော့ကိုတော့မမြင်ရဘူးဆိုတဲ့စကားလေးကိုအားလုံးလေးကြားဖို့ကြားမှာပါလက်တွေ့ဘွားမှလည်းဆိုပါစကားပုံလေးအတိုင်းကန်လဲပြောင်းနဲ့နေချင်းညချင်းနာမည်ကြီးလာခဲ့ရသူတွေရှိလို့နေပါတယ်ဘယ်သူလဲဆိုတာကြည့်လိုက်ရအောင်နော်နံပါတ်1ဖတ်တီမာဖတီမာကဥပိန်တရာမှာအကျဉ်ပေါင်းရောင်းကနေ့စဉ်စာဝတ်နေရေးကိုဖြည့်ရှင်နေရသူဖြစ်ပါတယ်။အစမပြေတဲ့ဘဝမှာအကျွေးတွေကလည်းပက်လေဝိုင်းနေခဲ့သေးတာပါ။အကျွေးပက်လေဝိုင်းနေတဲ့ဖတီမာကတရမတမယာဒီကိုဘာရှန်တမျိုးလေးပြောင်းကတုံရောင်းခဲ့ပါတယ်။တမယာဒီတို့ကိုတခြားသူတွေလည်းရောင်းဖို့ခဲ့ကြသလိုရောင်းလည်းရောင်းနေခဲ့ကြပါတယ်။ဒါပေမဲ့လည်းကန်ကျဲမတူကြတဲ့အချိန်မှာဖတီမာရောင်းမှဖတီမာတမယာဒီတို့ရဲ့လို့နေချင်းညချင်းနာမည်ကြီးသွားခဲ့ရတာပါ။တမယာဒီတို့ကိုအဖို့တန်branded ပစ္စည်းဝယ်ရတယ်လို့တန်းစီကဝယ်ရတဲ့အထိကိုနာမည်ကြီးသွားခဲ့တာပါဒီလိုကမျိုးကိုလူတိုင်းရဖို့ဆိုတာမဖြစ်နိုင်တယ်လို့ဖတီမာမနာမည်ကြီးသွားခဲ့တာပါအခုဆိုရင်အကျွေးပက်လေဝိုင်းရဲ့ဘဝကနေလွတ်သွားပြီဖြစ်တယ်လို့အလူတန်းတွေတောင်ပြန်လုံနိုင်ပါပြီနံပါတ်1ကိုရှိုင်းစောရဲ့ကန်လဲပြောင်းကလည်းအံ့အားသင့်စရာကောင်းလာပါတယ်စရင်စေတနာကောင်းတဲ့ကိုရှိုင်းစောကငလင်ဘေးအတွက်လာလူတဲ့ကားတွေကိုကျွေးတဲ့အချိန်မှာရောင်ဖို့ယူလာတဲ့ရေခဲချောင်းတွေကိုလိုက်လူပါတယ်စိုက်ကဲအဆုပ်လေးနဲ့ရေခဲချောင်းတင်ရောက်နေတဲ့သူကငလင်ဘေးတင်ကိုလှူမဲ့ကားတွေကိုတစင်ပြန်ဝေပေးနေရမို့လူများเจ้าမှနေချင်းညချင်းနာမည်ကြီးသွားခဲ့ပါတယ်။နောက်ကန်ဘောကဖြတ်တန်းပုံကိုဖွင့်ဟလိုက်ချိန်မှာနှက်ဆပိုကကရုဏာတက်ခဲ့ရပါတယ်။ကိုရှိုင်းစောကငယ်စဉ်ကလေးကမိဘရဲ့ဆုပြစ်ခြင်းကိုခံခဲ့ရတဲ့ပါ။မိဘရဲ့ဆုပြစ်သွားတဲ့ဘဝမှာသူကိုယ်ရဲ့ရည်တည်နေရပေမဲ့စိတ်ရင်ကောင်းနေခဲ့တာပါ။ဒါကြောင့်မို့လေအခုဆိုရင်စာနာတဲ့သူတွေကကြညာခေါ်ရိုက်ဖို့အခြေပြန်စင်နေကြပါပြီ။ဒါပြည့်ကဲချောင်းကိုဂရိုင်းအေးခံကရောင်းဖို့လဲပန်ပိုးပေးထားကြပြီးမို့ဘဝကိုကောင်းကောင်းရည်တည်နိုင်သွားပါပြီ။နံပါတ်3ကျန်တော်ကဲလဲပြောင်းကြောင်းနေချင်းညချင်းပြောင်းလဲခဲ့ရသူလို့ဆိုရင်ကျန်တော်ကလည်းမင်းလို့မရပါဘူးနော်။ဆယ်လီတော်များများကတနည်းလောက်သာအရှင်အဟုန်နဲ့နာမည်ကြီးနိုင်ပေမဲ့ကျန်တော်ကတော့နှစ်ချီကပွဲမျိုးစုံတွေကိုကြည့်ထားခဲ့တာပါ။ဖခင်ဖြစ်သူရဲ့ပုံမလာပုံနဲ့ကြောင့်ကြရမျိုးစုံနဲ့ထားကလုပ်ငန်းရှင်တွေရဲ့စိတ်ဝင်စားခြင်းကိုအချိန်ချကြီးခံခဲ့ရသူပဲဖြစ်ပါတယ်။ကျန်တော်ကနေချင်းညချင်းနာမည်ကြီးခဲ့တဲ့ဆယ်လီတွေထဲမှာဆိုရင်ကြော်ညာအများဆုံးရခဲ့ရတဲ့ဆယ်လီလေးလည်းပြောလို့ရပါတယ်။လာစဉ်ခွေထောက်ပံ့သူတွေလည်းရှိခဲ့ကနာမည်ကြီးလာကဘဝလေးအဆင်ပြေခဲ့ရပါတယ်။ဒါပေမဲ့လည်းရလာတဲ့ခွေကြီးကိုအသုံးမချတတ်သေးတဲ့အရွယ်ဖြစ်တာမို့ရေရှည်ရက်တည်ရအောင်ထိမလုပ်နိုင်ခဲ့ပါဘူး။အခုလက်ရှိမှာတော့ကျန်တော်ကိုဆိုရှယ်မီဒီယာပေါ်ကလူအများကလည်းစိတ်မဝင်စားတော့ကြတော့ပါဘူး။ဆယ်လီတွေကတယောက်စီပေါ်လာနေရမို့တချို့ဆယ်လီတွေမှလည်းနာမည်ကြီးခဲ့ဖို့ရဆိုတဲ့အမတ်တရားလေးတွေကကြန့်ရှိပါတော့တယ်။နေချင်းညချင်းနာမည်ကြီးခဲ့ကြတဲ့ဆယ်လီ3ယောက်မှာဘသူကအဖြိုစင်ဆုံးလို့ထင်လဲဆိုတာပိတ်သက်တို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တွေအကြောင်းအများကိုချိန်နဲ့တပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတစ်တစ်တော်ရီတင်နိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။